10 မှတ်မှာ10 မှတ်ရတဲ့မျိုးသားတစ်ယောက်ဆိုရင်သင်တို့စိတ်ထဲဘာကိုရုပ်တရက်ပြေးမြင်မိလဲရုပ်ရှင်မင်းသားလို့ကြောရှင်ပြီးချောနေတာမျိုးလားဒါမှမဟုတ်ပတ်စံဒီအများကြီးရှိရဲ့ဘီလီယံနာတစ်ယောက်လားလူများစုကတော့10 မှတ်မှာ10 မှတ်ရတယ်ဆိုတာမွေးရပါမျိုးဗီဇာကောင်းမှာကံပါလာမှရတယ်လို့ထင်တတ်ကြပါတယ်ဒါမှတကယ်တော့10 မှတ်မှာ10 မှတ်ရတဲ့ယောက်ျားတစ်ယောက်ဖြစ်ဖို့ဆိုတာပြောင်းလဲလို့မရတဲ့ရုပ်ပိုင်းဆိုင်ရာပြည်စုံမှုတစ်ခုတည်းပေါ်မူတည်နေတာမဟုတ်ပါဘူးဒါဟာကိုယ့်ကိုယ်နေ့စဉ်စီကန်းရှိရှိနဲ့တိဆောက်သွားရတဲ့ရာသက်ပံခီးစဉ်တစ်ခုပဲဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့တင်းရဲ့ရုပ်ပိုင်းဆိုင်ရာစိတ်တရေရာနဲ့ပေါင်းသင်းဆက်ဆံရေးတွေကိုအဆင့်မြင့်သွားစေမယ်ဘဝမှာအမှန်တကယ်ကျင့်သုံးလို့ရတဲ့အချက်၄ချက်ကိုအသေးစိတ်ပြပြပေးသွားပါမယ်ဒီ၄ချက်ကိုသေချာလိုက်လို့ရင်တင်းရဲ့ဆွဲဆောင်မှုဟာရင်တဲ့ဆယ်စားမကတိုးတက်လာပါလိမ့်မယ်ပထမဆုံးနဲ့ပြင်မဲ့မှာချက်ချင်းမြင်သာတဲ့အချက်ကတော့ physical presence နဲ့ grooming ဖြစ်ပါတယ်ပထမဆုံး impression ဆိုတာ9စက္ကန့်အတွင်းမှာရင်ဆုံးဖြတ်ခံရတာပါဒီလိုနံရိုးပေါ်နေရာမျိုးဒါမှမဟုတ်ရင်ဘိုက်ရွှဲနေရာမျိုးတက်ဆိုင်ရင်တာမာပြီးချိုးစားကြတဲ့ခန္ဓာကိုယ်ရှိဖို့အပိုရေးကြည့်ပါတယ်ဒီမှာပဲဆော့ဆော့အိမ်မှာပဲ home workout တွေပဲလုပ်လို့ပုံမှန်လေးရလေ့ကျင့်ပြပါဒါပေမဲ့လေ့ကျင့်ငယ်လို့တာတဲ့ပုံမြင်မြဆွဲဆောင်မှုတိုးသွားစေရတခုရှိပါသေးတယ်ဒါကတော့ partial လို့ခေါ်တဲ့ခန္ဓာကိုယ်ဟန်မှန်မှာခါကောက်မနေပါနေခြင်းမဲ့ကုန်မဲ့ပခုံးကိုနောက်နည်းနည်းပြပြီးတက်မမတ်လေးရက်ပါဒီလိုမရက်လိုက်တာနဲ့တင်မှာယုံကြည်မှုပြည့်ရှိနေပြီဆိုတာတစ်ဖက်လူကချက်ချင်းခံစားလိုက်ရမှာပါဒုတိယတစ်ခုကတော့ grooming လို့ခေါ်တဲ့တန်ရှင်းတန်ရမှုပါမနဲ့နိုးလို့မျက်နှာတက်လိုက်ရောင်းနေတယ်မပြီးသွားပါဘူးကိုလင်းလိုက်ဖက်ပြီးတန်ရှင်းတဲ့ swing style တက်ရတဲ့မိုးစိမ်မွေးဒါမှမဟုတ်ရင်ပြောင်းစင်းနေအောင်ရိတ်ထားတာမျိုးကြည်လင်းတဲ့အသားရည်နဲ့တန်ရှင်းတဲ့သွားချမ်းမာရေးတွေကမရှိမဖြစ်လိုအပ်ပါတယ်ကိုယ့်ကိုတန်ရှင်းတန်ရအောင်ထားတာကိုယ့်ကိုဘယ်လောက်ထိလေးစားမှုရှိလဲဆိုတာကိုပြသနေတဲ့အဓိကလက္ခဏာမျိုးဖြစ်ပါတယ်တတိယတစ်ခုကတော့ဝက်စားစင်မှုပါဝက်စားစင်တဲ့နေရာမှာလောက်ဖြစ်လုံးတဲ့ trend တွေကိုပဲလိုက်မလုပ်ပါနဲ့ငြိမ်တဲ့အရာတွေတန်ရှင်းပြီးကိုယ်ခန္ဓာကို frame နဲ့ကွက်တီးကြတဲ့ဝက်စားတွေကိုအဓိကရွေးချယ်ပါကိုယ့်ရဲ့ခန္ဓာကိုယ်စူးစမ်းနေလိုက်ဖက်အောင်တက်တက်ရဲ့ဝက်စင်တက်တာကနေကိုယ့်ကိုအစင်တန်းတစ်ခုလိုဖန်တီးပေးပြီးသားဖြစ်သွားမှာပါဒုတိယချက်ကတော့ပြင်ပတက်ပို့ပြီးနေချိုင်းနဲ့ mindset နဲ့ accountability ပါပဲပထမဆုံးချက်ကတော့တာဝန်ယူမှုပါ10 မှတ်မှာ10 မှတ်ရတဲ့မျိုးသားတယောက်ဟာသူများကိုပြစ်ပုံချတာ victim mentality မျိုးလုံးဝမလုပ်ပါဘူးမိသားစုချင်းတွေပဲဖြစ်ဖြစ်စီးပွားရေးဒါမှမဟုတ်ကံကြမ္မာပဲဖြစ်ဖြစ်အပြစ်တင်မနေပါဘူးကိုဘွားရတဲ့တိုင်းတွေကိုယ်တိုင်တာဝန်ယူပါကို့မှာအားနည်းချက်ရှိရင်ဝန်ခံပါပြီးရင်တိုက်ရိုက်ပြုပြင်ပါဒီလိုတာဝန်ယူရဲ့စိတ်ထားတကယ်ကိုရေးစစ်တဲ့မျိုးသားတယောက်ရဲ့အကြီးမားဆုံးသင်္ကေတပါပဲဒီအချက်ကတော့စိတ်ခံစားချက်အထိန်ချုံမှုပါဒေါသထွက်လေတာစိတ်လက်မှန်မှာလုတ်တက်တာအားနည်းခြင်းရဲ့လက္ခဏာပါပဲ PR တွေကြုံလာရတဲ့အခါခေါင်းရင်းနဲ့တည်တည်ငြိမ်တုံ့ပြန်နိုင်ချက်ရှိရပါမယ်နောက်ပြီးတော့ digital distraction တွေဖုန်းဆက်ခွင့်တွေကိုတစ်ခါတလေခဏဖယ်ထားပြီးတိတ်ဆိတ်မှုကိုအေးဆေးစွာဖျက်ဆီးနိုင်အောင်လေ့ကျင့်ပါမိမိစိတ်ခံစားချက်ကိုယ်တိုင်ထိချုံနိုင်တဲ့သူကဘယ်လိုချင်းနေမျိုးမှမစိုးအမြဲတမ်းဥဆောင်နိုင်ပါတယ်တတိယချက်ကတော့ခက်ခဲမှုကိုရင်ဆိုင်ပါအောင်မြင်မှုနဲ့ရလက်ဆိုတာအာမခံချက်အမြင်မရှိပါဘူးပျက်စီးမှဒါမှမဟုတ်ကြာရှုံးမှအောင်ကြောက်ပြီးမလှုပ်ရှားပဲမနေပါနဲ့စောစားရတဲ့ခက်ခဲတဲ့လုပ်တွေကိုရင်ဆိုင်လှုပ်ဆောင်ရတဲ့တတိကိုမွေးမြူပါတတိယချက်နဲ့နောက်ဆုံးချက်ကတော့လူပေါင်းတိုင်းဝမ်မှာတင်းရတန်မှုကိုသတ်မှတ်ပေးမယ် competence နဲ့ communication ပါပဲတတိယချက်ကတော့ငွေကြေးဆိုင်ရာကျွမ်းကျင်မှုပါပဲငွေကြေးတည်ငြိမ်မှုနဲ့တန်ဖိုးဖန်တီးနိုင်စွမ်းဟာမျိုးသားတယောက်တွေတကယ်ကိုရေးကြီးပါတယ်စီးပွားရေးလမ်းကြောင်းကိုလေ့လာပါငွေကြေးကိုစနစ်တကျစီမံခန့်ခွဲပါငွေလမ်းကြောင်းတွေကိုခိုင်မာအောင်တည်ဆောက်ပါငွေကြေးဆိုင်ရာတာဝန်ကျေပုံမှုဟာအသင်ကိုစိတ်ချယုံကြည်ရတဲ့မျိုးသားတယောက်ဖြစ်စေပါတယ်နောက်ဆုံးချက်ကတော့ပြောဆိုဆက်ဆံရေးပါစကားပြောတဲ့အခါစကားအရှိန်ကိုနည်းနည်းလျှော့ပြောပေးပါစကားအရင်မြန်ပါနဲ့ဝေါ်ဟာရာတွေကိုမမှန်ကန်သုံးဆွဲပြီးလေးရှိမနေပဲလူရင်းတူရှင်းရှင်းလင်းစွာပြောဆိုပါဒါပေမဲ့အရေးကြီးဆုံးကတော့ active listening ပါပဲတခြားသူစကားပြောနေချိန်မှာကိုပြန်ပြောဖို့ပဲစောင့်မနေပါနဲ့စာနာနားလည်မှုပြည့်နေသည့်ခြားနားထောင်ပေးပါသူတစ်ပါးရဲ့စကားကိုလေးလေးနက်နက်နားထောင်ပေးနိုင်တဲ့မျိုးသားဟာဘယ်နေရာမှာမဆိုလေးစားမှုကိုလိုရရှိစေပါတယ်နောက်ဆုံးကိုပြောရရင်တော့ချမ်းတော့ချမ်းယောက်ျားတစ်ယောက်ဖြစ်လာဖို့ဆိုတာတညာလေးနဲ့ဒုံကနေဖြစ်လာမယ် magic မဟုတ်ပါဘူးဒါကိုနေ့စဉ်တိုးတက်အောင်မနာနဲ့တိဆောက်သွားရမယ်ရာသက်ပံခီးစဉ်တစ်ခုပါမနေ့ပြန်မှစမယ်ဆိုပြီးတော့လည်းရွှေ့မနေပါနဲ့ဒီနေ့ဒီချိန်ကစပြီးကိုလုံးနိုင်တဲ့သေးဖွဲလေးတစ်ခုကနေစလိုက်ပါခန္ဓာကိုယ်ကိုမက်လိုက်တာပဲဖြစ်ဖြစ်ဝေစားစင်မှုကိုတန်တန်ရှင်းရှင်းပြင်လိုက်တာပဲဖြစ်ဖြစ်ဖုန်းဆက်ခရင်ခဏပိတ်ပြီးစာအုပ်တော့ဖတ်လိုက်တာပဲဖြစ်ဖြစ်အခုပဲစတင်လိုက်ပါနောက်တဲ့ self improvement ဗီဒီယိုတွေအတွက်လည်း channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်ဒါဆိုရင်တော့နောက်ဗီဒီယိုချမ်းမှာပြန်တွေ့ကြပါမယ်